ရွှေလေးကျင်တပိတ်တာလောက်ရှိတဲ့ဝစ်စုံကြီးနဲ့အကောင်းဆုံးစုကြီးကိုရရှိသွားတဲ့ Miss Universe မူတုံပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်မီ Celebrity ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်ရှိရှင်ပြိုင်နေကြတဲ့ Miss Universe မြန်မာကတော့ဒီနှစ်အတွင်းမှာမြန်မာနိုင်ငံရဲ့ပရိသတ်တွေရဲ့စိတ်ကိုအဖန်စားနိုင်ဆုံးပွဲစဉ်လို့ဖြစ်နေရပါ Miss Universe National Costume ပြိုင်ပွဲကြီးကအကောင်းဆုံးရှင်ပြိုင်ခဲ့ပြီးတဲ့နောက်မှာတော့ရလက်ကောင်းတွေလည်းအသီးသီးထွက်လို့လာခဲ့ရပါအဲ့ဒါကတော့ Miss Universe National Costume ပြိုင်ပွဲမှာရွှေတပိတ်တာအလေးချိန်ကြီးရှိတဲ့မွန်ရိုးရာဝတ်စုံနဲ့အကောင်းဆုံးစုကိုစုခုရရှိသွားတာကတော့မုတုံကိုစားပြုအလှမယ်မြဝရီအသင်းပဲဖြစ်ပါတယ်အခုချိန်မှာတော့အလှမယ်လောကထဲမှာ Miss Universe ပြိုင်ပွဲကြီးကပရိသတ်တွေကြားမှာရေပန်းစားနာမည်ကြီးုံတင်မကသေးပဲတခြားပြိုင်ပွဲတွေလိုမျိုးမဟုတ်ပဲအစင်တန်းမြင့်မြင့်နဲ့တည်ရှိနေတဲ့ပွဲတစ်ခုဖြစ်ပါတယ်အလှမယ်မြဝရီအသင်းကတော့မွန်တိုင်းရင်သူတယောက်ပြီးမွန်ရိုးရာဝတ်စုံနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ရပါအလှမယ်မြဝရီအသင်းကမွန်ရိုးရာဝတ်စုံနဲ့ရှင်ပြိုင်ခဲ့ရဖြစ်ပေမယ့်အများမြင်မှာတော့ရိုးရိုးလေးပဲထင်နိုင်ပါတယ်ဒါပေမဲ့လည်းတေချာကြည့်ရင်မွန်ရိုးရာဝတ်စုံနဲ့အတူပါဝင်တဲ့ဟင်းသာထီးတလက်ကတော့အလှမယ်မြဝရီအသင်းကိုပို့ပြီးဆွဲဆောင်မှုရှိသွားစေရပါမွန်ပြည်နယ်ရဲ့အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ဟင်းသာကိုထီးအနေနဲ့တွဲလျက်ဖန်တီးပေးထားပြီးတော့အဲ့ဒီဟင်းသာမှာပါဝင်အသုံးပြုထားတဲ့ရွှေအလေးချိန်ကတပိတ်တာလောက်အလေးချိန်ရှိရလို့သိရပါတယ်ဒီလိုမျိုးအသေးစမ်းဖြစ်အောင်ဖန်တီးနိုင်တဲ့ idea ကတော့တကယ်ကိုစူကြီးပေးထိုက်တယ်လို့တောင်ပြောလို့ရပါတယ်အလားမဲ့မြောင်းဝီတင်ဝစ်စင်ထားတဲ့မွန်ရိုးရာဝစ်စုံကတော့ပုံမှန်ဝစ်စုံလိုမျိုးရင်ပုံးအဖြူလုံးကြီးအနီအောင်တို့မဟုတ်ပဲရွှေရောင်အတိတ်ကိုအသုံးပြုထားပါတယ်ရွှေတပိတ်တာအလေးချိန်ရှိတဲ့ဟင်းသာငှက်ပုံစံထီးကြီးကိုလည်းအနုပညာလက်ရမြောက်အောင်အမြင်ဆန်းသစ်တီထွင်ထားပါတယ်။အဲဒါကြောင့်ပဲမူတုံကိုစားပြုအလှမယ်မြောင်းဝီတင်က Miss Universe The Best National Costume Award ကိုထပ်ထပ်တန်တန်နဲ့စုခုရရှိသွားတာပါ။အများလက်ခံထားကြတဲ့မွန်တိုင်းသူလေးတွေကအချောအလှလေးတွေတော်တော်များတယ်ဆိုတဲ့အတိုင်းအလှမယ်မြောင်းဝီတင်ကလည်း Miss Universe အလှမယ်တွေထဲမှာချောမောလှပတဲ့အလှမယ်တယောက်အနေနဲ့လက်ခံထားကြပါတယ်။ရိုးသားဖြစ်စဉ်ပြီးတော့ကြည်လင်တဲ့အလှနဲ့ပရိသတ်တွေကိုလည်းဆွဲဆောင်ထားနိုင်တာပါမွန်တိုင်းသူလေးတွေရဲ့အလှကြီးလှကြတဲ့အပြင်လှလုံးလုံးဘသူမှလိုက်မမီကြောင်းကိုမင်းသမီးကြီးနန္ဒလိုင်ကတက်တည်ပြလို့နေပါတယ်။နောက်ပြီးတော့အလှမယ်မြဝီတင်ဟာမွန်ပြည်နယ်မုဒုံနယ်မှာရှိတဲ့ဒူးရရွာလီတွေရွာကနေလာရောက်ရှင်ပြိုင်ပါတယ်။ National Costume ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့မွန်ရိုးရာဝတ်စုံလေးနဲ့ရွှေတပိတ်တာအလေးချိန်တန်ဖိုးရှိတဲ့ဟင်းတာငှက်ပုံစံရွှေထီးကြီးကိုဖန်တီးဆင်မြန်းပေးရသူကလည်းမွန်လူမျိုးတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ဒီလိုမျိုးနဲ့အသီးသီးပြည်နယ်အသီးသီးကနေကိုစားပြုဝင်ရောက်ရှင်ပြိုင်ကြတဲ့အလှမယ်တွေအများကြီးတဲကမှမုတုံပြည်နယ်ကိုစားပြုအလှမယ်မြဝီအသင်းကတော့အမျိုးသားရိုးရာဝတ်စုံဖန်တီးပေးရမယ့်ဒီဇိုင်နာကိုယ်တိုင်ကမွန်လူမျိုးတစ်ယောက်ဖြစ်နေတဲ့အတွက်စိတ်တိုင်းကျအလှဆုံးဖြစ်အောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။အခုဆိုရင်အလှမယ်မြဝီတင်ရဲ့ဝတ်စုံလေးကအလှမယ်တွေအများကြီးတဲမှာပရိသတ်တွေကိုအစွဲဆောင်နိုင်ဆုံးဖြစ်ပြီးတော့ The Best National Costume စုကြီးကိုလည်းပိုင်ဆိုင်သွားခဲ့ပါတယ်။ဒါကြောင့်ပင်ပန်းနဲ့ဖန်တီးရကြိုနှက်ခဲ့တဲ့မွန်ရိုးရာဝတ်စုံလေးဖြစ်လွတ်နေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့မုတုံကိုစားပြုအလှမယ်မြဝီတင်ဝတ်ဆင်ရှင်ပြိုင်ခဲ့တဲ့မွန်ရိုးရာဝတ်စုံလေးနဲ့ဟင်းတာငှက်ထီးကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။